အားလုံးပဲမင်္ဂလာပါကဲနိုင်ငံပွဲတွေကပြီးသွားပြီပေါ့နော်ဒီအမှတ်ပေးပွဲတွေကပြန်စပြီဆိုတော့ဒါအကိုတို့အတွက်နော်နှစ်ပွဲလေးကတော့ထပ်ပြီးတော့ရွေးချယ်ပေးထားတယ်ဒီဘရကာနူနဲ့အချီပွဲရယ်ပြီးတော့ PSG နဲ့2လော့ပွဲလေးရယ်နော်ရွေးချယ်ပေးထားတယ်ရှင်အရင်နေ့တွေကတော့မပြောချင်လို့တော့မဟုတ်ပေါ့နော်ဒီနိုင်ငံပွဲတွေကြတော့တိတ်ပြီးတော့ပြောလို့လည်းမကောင်းဘူးပေါ့နော်အဲ့တော့ဒါမပြောခဲ့ဘူးဒါပေမဲ့တပွဲကောင်းတော့ channel မှာတော့သင်ပေးခဲ့တယ်ရှင်အဲ့ဒီပွဲတွေကလည်းအဆင်ပြေခဲ့တယ် channel မှာ join ထားတဲ့အကိုတွေကတော့ကြာသွားမှာတော့တေးကြတယ်နော်join ရသေးဘူးဆိုရင်လည်း channel ကို join ထားပါလို့ဒါကတော့ပြောချင်တယ်channel ရဲ့ link ကိုလည်း comment မှာချပေးထားမယ်เนาะအဲ့ဒါတစ်ဆင့် join ထားပါလို့ဒါဖိတ်ခေါ်ပါတယ်ရှင်ကဲစပြီးတော့ဒီနေ့ရဲ့ပေါ့เนาะပွဲလေးကိုဒါပြောချင်တယ်ဘရကာနူနဲ့အချီပွဲလို့တော့စပြီးတော့ဒါပြောချင်တယ်ရှင်ဒီပွဲစဉ်ကတော့လာလီဂါရဲ့ဒီအောက်ပိုင်းအမှတ်ပေးဇယားမှာတော့ဒီအရေးကြီးရဲ့ပွဲတစ်ပွဲတော့ဖြစ်တယ်ရှင်ဘရကာနူကအိမ်ကွင်းမိုက်မှာကြာတော့เนาะအတော်လို့အားကောင်းနေเนาะအချီကလည်းတန်းစင်းစုံဖို့ကနေပေါ့နော်ဒီလွတ်ဖို့အမှတ်လိုနေတဲ့အသင်းလည်းဖြစ်တယ်ရှင်အဲ့တော့နှစ်သင်းစလုံးကအရှုံးမခံခြင်းနဲ့ပေါ့နော်ဒီပွဲဖြစ်လို့ဒီပွဲကတင်းတင်းကြပ်ကြပ်နဲ့ကစားလာနိုင်ဖို့တော့ဒါကမြင်နေပြီးခဲ့တဲ့ပွဲတွေမှာဆိုရင်ဘရကာနူကနိုင်ပွဲတစ်ပွဲပဲရခဲ့တယ်ရှုံးပွဲတွေတရေပွဲတွေဒီရှိနေပင်မဲ့လည်းအိမ်ကွင်းပိုင်းမှာတော့ကောင်းနေတာနော်ဒီတွေ့ရတယ်အချီကလည်းနောက်ဆုံးကစားခဲ့တဲ့ဒီပွဲမှာကြာတော့ Aston Villa ကို 2-1 နဲ့တော့အနိုင်ယူခဲ့တယ်ရှင်အစောပိုင်းရဲ့ဒီ head to head ပိုင်းမှာဆိုရင်လေအချီကဘရကာနူကိုနော်ဒီပေးကိုမရှိ 4C နဲ့နှစ်ပွဲအနိုင်ရခဲ့တယ်ရှင်နှစ်သင်းစလုံးကတော့တစ်ဖက်စီအားတာချက်တွေကတော့ရှိရเนาะဒီလက်ရှိခြေစွမ်းတွေရောเนาะတွေးဆုံမှုပိုင်းကိုကြည့်မယ်ဆိုရင်တော့ဘရကာနူကပို့ပြီးတော့အားတာတယ်အင်ကွင်းကြောင့်လဲပေါ့เนาะဒီဘရကာနူကဒီမရှုံးလောက်ပေါ့နော်ဒီအ ਨੇ ဆုံးဒီတကိုးနှစ်ကိုးလောက်တော့တွင်းမယ်လို့တော့ယူဆမိတယ်ပေးထားတဲ့ဒီဈေးတန်းကတစ်လုံး50စားနဲ့6ပေါင်းကနှလုံးပြည့်ရှုံးဆိုတဲ့ဒီဈေးတန်းအရဆိုရင်တော့ဘရကာနူဘက်မှာပဲနေဖို့တော့များပါတယ်ရှင်နော်ဒါရွေးချယ်မှုကတော့ဒီဘရကာနူဘော်ရီပါဒီနောက်ထပ်တစ်ပွဲကတော့ PSG နဲ့2လော့ဒီပွဲကလည်းလက်မလွတ်တဲ့ပွဲတစ်ပွဲတော့ဖြစ်တယ်ဘာလို့လဲဆိုတော့ချေစွမ်းကောင်းနေတဲ့ဒီ PSG နဲ့ကစားတဲ့နေရာမှာပေါ့နော်ဒီတိုက်ခိုက်ပြီးကစားတတ်တဲ့2 loss တို့ရဲ့ထိုက်တာတွတ်ဆုံတဲ့ပွဲဆိုတော့အတော်လေးကိုကြည်ကောင်းမှာတော့တေးကြတယ်ရှင် PSG ရဲ့ဒီတိုက်စစ်တွေကကောင်းနေပေမဲ့လည်းပေါ့နော်ဒီ2 loss ရဲ့တံပြန်တိုက်ခိုက်မှုကဒီဒုက္ခပေးနိုင်နေဆိုတော့ဒီပွဲမှာပေါ့နော်ဒီ PSG ဘက်ကနည်းနည်းလေးတော့ပို့ပြီးတော့တတိထားရမယ်လာလီဂါဝဲရဲ့အမှတ်ပေးဇယားမှာဆိုရင် PSG ကရမှန်ကောင်းကောင်းနဲ့ထိတ်ဆုံးမှာတော့ရှိတယ်2 loss ကတော့เนาะဒီအဆင့်6လောက်မှာတော့ရက်တည်နေတယ်ဒီပွဲကချန်ပီယံလိရဲ့ဒီပွဲစဉ်ဇယားကြားတဲ့ကပွဲတစ်ပွဲဖြစ်လို့ပေါ့နော် PSG အတွက်တော့အတော်လေးကိုအရေးကြီးတယ်တွဲဆုံမှုမှာဆိုရင် PSG ကတာနေပင်မဲ့လဲ2 loss က3-1နဲ့ပေါ့နော်ဒီ PSG ကိုနိုင်ထားလို့2 loss ကိုလည်း short သွက်နေလို့တော့မရဘူးအဲ့တော့2 loss ကပြီးတော့လဲပေါ့နော်ဒီ2 loss ကဒီအဝေးကွင်းမှာဆိုရင်ပိတ်ပြီးကစားတတ်တဲ့အကျင့်တော့ရှိတယ်ရှင်နော်ဒီဈေးတန်းကိုကြည့်မယ်ဆိုရင်လဲဒီနှလုံး50စားနဲ့ဒီ6ပေါင်းက3လုံး50ရှုံးဆိုပေးထားတယ်နော်ပေးထားတဲ့ဈေးတန်းဆိုရင်တော့တာသီးရထားတဲ့ PSG ကပဲအနိုင်ရဖို့တော့များပါတယ်ရှင်เนาะဒါရွေးချယ်ပေးချင်တာကဒီ PSG body နဲ့6ပေါင်းအောက်ကိုဒါရွေးချယ်ပေးချင်တယ်ဒါစိတ်ကြိုက်ကတော့ကိုအောက်ကိုပဲဒါပို့ပြီးတော့ကြိုက်တယ်ရှင်เนาะအကိုလို့ကြိုက်တော့ယူသုံးပါမကြိုက်ရင်တော့ပတ်ကန်နိုင်ပါတယ်ရှင်တခြားပွဲစဉ်တွေကိုတော့ဒါဒီ channel မှာပေါ့เนาะဒီ market အနေနဲ့တင်ပေးပါမယ်เนาะကဲဒီနေ့အတွက်ကတော့ဒါဒီလောက်နဲ့ပဲရနာချင်ပါတယ်နောက်ရက်ဒီမှာလည်းသုံးသက်ချက်ကောင်းနေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်